တနင်္လာနဲ့ဘုံတဟုရှေးလူကြီးတွေပြောစကားအရာတောတောင်ရဲ့အရှင်သခင်ကြားမင်းကိုကိုစားပြုတဲ့တနင်္လာသားသမီးနဲ့မြေပြင်ရဲ့ဧကရာဇ်စင်မင်းကိုကိုစားပြုတဲ့ဗုဒ္ဓဟူးသားသမီးတို့သာဖူးစာဆုံးခဲ့ရင်ဒါဟာတာမန်ပေါင်းဖက်မှုမျိုးမဟုတ်တော့ဘူးမဟာအင်အားကြီးနှစ်ခုပေါင်းစည်းခြင်းလို့ဆိုရမယ်တနင်္လာဆိုတာကကြားတို့ရဲ့တဘာဝအတိုင်းပဲတွက်လက်တယ်ဖြစ်လက်တယ်လိုချင်တာရှိရင်ရအောင်ယူတတ်တဲ့စိတ်ဓာတ်ရှိတယ်သူတို့ရဲ့အချစ်ကမီးတောင်လိုပဲပြင်းပြတဲ့ပူလောင်တယ်ဒါပေမဲ့တိတ်ကိုအားကိုးရတယ်တစ်ဖက်ကဗိုလ်တဟူးကြတော့စင်မင်းတို့ရဲ့ထုံးစံအတိုင်းခမ်းနားတယ်တင်းငိမ့်တယ်ဘယ်အေလာကိုမဆိုအင်အားနဲ့ရောညံနဲ့ပါဖြည့်ဆွင်းတတ်တယ်သူတို့ရဲ့အချစ်ကကြောက်တောင်ကြီးတစ်ခုလိုပဲလေးနက်ပြီးခိုင်ပါတယ်ဒီလိုလူနှစ်ယောက်စုံစည်းလိုက်တဲ့အခါတနင်္လာရဲ့လင်မြန်မှုကိုဗိုလ်တဟူးဆက်တည်ငြိမ်မှုကထိန်းချောင်းပေးလိုက်တယ်လို့ဗိုလ်တဟူးရဲ့နှေးကွေးမှုကိုလည်းတနင်္လာရဲ့တွန်းအားကခွန်အားဖြစ်စေတယ်ကြားကရှေ့ကနေရန်သူကိုဖယ်ရှားစင်ကနောက်ကနေစီးစိမ်ကိုတည်ဆောင်တကယ်တမ်းလက်တွဲလိုက်ရင်စီဝါရေးမှာရောလူမှုရေးမှာပါဘသူမှရှင်လို့မရရဲ့ဧကရာဇ်စုံပွဲဖြစ်လာတော့တာပါပဲကဲမိတ်ဆွေတို့ဘေးနားမှာတော့မတူညီတဲ့စွမ်းအားနှစ်ခုပေါင်းဆက်ထားတဲ့ကြားနဲ့စင်စုံပွဲတွေရှိနေလားရှိရင် comment မှာ mention ခေါ်ပြီးဂရုပြုပေးကြပါအောင်ဗျာ